အားလုံးပဲမင်္ဂလာပါ 21st century မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပိဋကရာသီဘွားများရဲ့အကျင့်စရိုက်အားသာချက်အားနည်းချက်ကံကောင်းစေတတ်သောအရာများနဲ့2026ခုနှစ်အတွက်တနစ်စာဟောကိန်းအပြည့်စုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပိဋကရာသီဘွားများသည်ဧပြီလ20ရက်နေ့မှမေလ20ရက်နေ့အထိမွေးဖွားသူများဖြစ်ပါတယ်ပိဋကရာသီဘွားများ၏အကျင့်စရိုက်နှင့်စိတ်နေသဘောထားပိဋကရာသီသည်မြေဓာတ်အဆိုင်ဖြစ်ပြီးအချစ်နှင့်အလှအပကိုစိုးမိုးသောတောက်ကြကြိုဗီနက်၏လွှမ်းမိုးမှုကိုခံရသူများဖြစ်ပါတယ်ပင်ကိုစရိုက်ပိဋကရာသီဘွားများသည်မြေကြီးကဲ့သို့ခိုင်မာတည်ကြည်သူများဖြစ်ပါတယ်စိတ်ကြည်သိခန့်နိုင်စွမ်းလုံမြင်မာပြီးလက်တွေ့ကြကြတွေးခေါ်တတ်ပါတယ်။တောက်ကြကြို၏သဘောတဘာဝအရာအနုပညာဂီတအစားအသောက်ကောင်းများနဲ့ဇိမ်ကြကြနေထိုင်ခြင်းကိုအလွန်နှစ်သက်ကြပါတယ်။အားသာချက်များယုံကြည်စိတ်ချရခြင်းဂတိကြည်ပြီးတာဝန်ယူစိတ်ရှိပါတယ်။မိတ်ဆွေကောင်းပီသပါတယ်။ဇွဲလုံးလကြည်ခြင်းအလုပ်တစ်ခုကိုစတင်လိုက်ပြီဆိုရင်မပြီးမချင်းဇွဲမလျှော့ပဲလောက်ကင်တတ်ပါတယ်ငွေကြေးစီမံခန့်ခွဲမှုကောင်းခြင်းငွေရှာတာရောငွေစုတာပါကျွမ်းကျင်ကြပါတယ်စိတ်ရှည်ခြင်းအခြားသူများဒေါသထွက်လေသည့်အခြေအနေမျိုးတွင်ပိဋကရာသီဘွားများကတည်ငြိမ်စွာဖြည့်ရှင်းနိုင်ပါတယ်အားနည်းချက်များကတော့ခေါင်းမာခြင်းသူတို့ယုံကြည်လက်ခံထားသည့်အရာတစ်ခုကိုပြောင်းလဲဖို့အလွန်ခက်ခဲပါတယ်။နတ်တိုးကဲ့သို့ရုန်းကန်တတ်ပါတယ်။ပိုင်စိုးပိုင်နှင်းစိတ်များခြင်းချစ်သူခင်သူများအပေါ်တဝင်းတူစိတ်နဲ့ပိုင်ဆိုင်လူစိတ်ပြင်းထန်တတ်ပါတယ်။အပြောင်းလဲကိုမုန်းခြင်းနေရာသစ်အလုပ်သစ်စသည့်အပြောင်းလဲများကိုလက်ခံရန်ဝင်လေးတတ်ပါတယ်။ကံကောင်းစေတတ်သောအရာများပိဋကရာသီဘွားများကံဉဏ်ပွင့်လန်းစေရန်အထောက်အကူပြုသည့်အရာများမှာအစိမ်းရောင်ပန်းရောင်အဖြူရောင်နှင့်မြေသားရောင်တို့သည်လည်းအကျိုးပေးတတ်ပါတယ်အကျိုးပေးကဏ္ဍကတော့6ကဏ္ဍနှင့်5ကဏ္ဍပဲဖြစ်ပါတယ်ကံကောင်းစေသောနေ့မှာတောက်ကြနေ့ဖြစ်၍စောင့်သင့်သောကြောက်မြင့်ရတနာမှာစိန်နှင့်မြဥဒ္ဒဖျားတို့ပဲဖြစ်ပါတယ်2026ခုနှစ်အတွက်ဟောကိန်းအပြည့်စုံကိုဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်။2026ခုနှစ်သည်ပိဋကရာသီဘွားများအတွက်တည်ငြိမ်မှုနှင့်ငွေကြေးအင်အားတည်ဆောက်ရမည့်နှစ်ဖြစ်ပါတယ်။အလုပ်ကိုင်နေစီးပွားရေးဒီနှစ်ဟာကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအတွက်အလွန်ကောင်းမွန်ပါတယ်။အထူးသဖြင့်အိမ်ချမ်းမြေစိုက်ပျိုးရေးအလှပြင်လုပ်ငန်းနှင့်စားတောက်ကုန်လုပ်ငန်းလုပ်ကိုင်သူများအကျိုးအမြတ်ပိုရနိုင်ပါတယ်။ဝန်ထမ်းများအနေဖြင့်ယာတူးတိုးတက်ခြင်းလစာတိုးခြင်းသို့မဟုတ်ဘောနဲ့ရခြင်းမျိုးကြုံရတတ်ပါတယ်။အလုပ်သစ်ပြောင်းခြင်းသူများအတွက်မူနှစ်လယ်ပိုင်းဇွန်ဇူလိုင်လောက်မှသာအခွင့်အလမ်းကောင်းများပေါ်လာနိုင်ပါတယ်။ငွေကြေး2026ခုနှစ်သည်ပိဋကရာသီဘွားများငွေစုနိုင်မည့်နှစ်ဖြစ်သည်။ဝင်ငွေလမ်းကြောင်းဖြောင်ပြူးနေပါလိမ့်မည်ဇင်ခံပစ္စည်းများဥပမာကားပရိဘောဂရွှေတဲ့ဝယ်ယူရန်ငွေသုံးစွဲရကိန်းရှိတော်လဲ၎င်းသည်အကျိုးရှိသောယင်းနှိမ့်မြုပ်နှံမှုဖြစ်လာပါလိမ့်မည်သူတစ်ပါးကိုငွေချင်းငှားခြင်းမှရှောင်ကျဉ်သင့်ပါသည်ပြန်ရရန်ခက်ခဲတတ်ပါသည်အချစ်ရေးနှင့်အိမ်အောင်ရေးပြိုရွယ်သူများအချစ်စစ်ကိုတွေးရှိနိုင်သောနှစ်ဖြစ်သည်မိအပေါ်နားလည်မှုရှိပြီးရေရှည်လက်တွဲနိုင်သူနှင့်ဆုံတွေ့ရတတ်ပါသည်အိမ်အောင်သည်များအတွက်ကမူအိမ်အောင်ရေးတာယာနေပြီဖြစ်တော်လေမိမိ၏ခေါင်းမာမှုကြောင့်အသေးအဖွဲစကားများရတတ်ပါသည်ပါတနာ၏စိတ်ဆန္ဒကိုလည်းလိုက်ရောပြီးရန်လိုအပ်ပါသည်သားသမီးရန်နာမျှော်လင့်နေသူများအတွက်သတင်းကောင်းကြားရနိုင်ပါတယ်ကျမ်းမာရေးအတွက်ကတော့ပိဋကရာသီဘွားများသည်လေကြောင်းနှင့်ပတ်သက်သောယောဂများကိုအထူးဂရုစိုက်ပါ
ဥပမာလေချောင်းနာခြင်းအတန်ဝင်ခြင်းတိုင်းရိုက်ပြဿနာများအစားအသောက်ကောင်းကောင်းစားတတ်သူများဖြစ်သဖြင့်ကိုယ်အလေးချိန်တက်လာခြင်းကိုသတိပြုပါကိုလက်စထရောနှင့်စီးချိုအတွက်ဆင်ခြင်ရန်လိုအပ်ပါတယ်လေ့ကျင့်ခန်းပုံမှန်လုပ်ပါကကျန်းမာရေးအလွန်ကောင်းမှုမိနှစ်ဖြစ်ပါတယ်ပိဿရာသီဘွားများအတွက်2026ခုနှစ်အတွက်အထူးအကြံပြုချက်အနေဖြင့်ဒီနှစ်မှာတင့်အတွက်အောင်မြင်မှုတော့ချက်ကလိုက်ရောညီထွေစွာနေထိုင်ခြင်းမှာတင့်ရဲ့ပင်ကိုယ်တဘာဝကအပြောင်းလဲကိုမကြိုက်ပင်မဲ့ဒီနှစ်မှာတော့ဖြစ်လာမဲ့အပြောင်းလဲတွေကိုလက်ခံနိုင်မယ်ဆိုရင်ထင်မှန်မထားတဲ့အခွင့်အရေးကောင်းတွေရရှိပါလိမ့်မယ်ဒါကတော့ပိဿရာသီဘွားများအတွက်2026ခုနှစ်အတွက်ဟောစံအပြည့်အစုံပဲဖြစ်ပါတယ်နောက်ရက်များမှာလည်းနောက်ရာသီခွင်တွေအတွက်ဟောစံတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်